အားလုံးပဲမင်္ဂလာပါခင်ဗျာ People TV Channel ကနေနှွေးထွေးစွာနှုတ်ဆက်လိုက်ပါရစေ။ဟုတ်ကဲ့ပါဒီနေ့ဇူလိုင်လ29ရက်နေ့ကျွန်တော်ရဲ့ People TV Channel ကနေတင်ဆက်ပေးမယ့်မွေးနေ့စီတောင်းစီစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ကတော့နေပြည်တော်တကုံမာယာကုန်းကြီးရွာမှာနေထိုင်တဲ့သမီးလေးမချစ်ခွန်းချိုပဲဖြစ်ပါတယ်ခင်ဗျာ Happy Birthday ဒီနေ့ဇူလိုင်လ29ရက်နေ့မှာရောက်ရှိလာတဲ့သမီးလေးမချစ်ခွန်းချိုရဲ့ငါးနှစ်ပြည့်မွေးနေ့ရဲ့မြက်လေးကိုတော့ခိတထိုင်းနိုင်ငံမှာလှုပ်လှုပ်နေတဲ့ဖေဖေကိုကျော်မင်းနိုင်နဲ့မမီမနှင်းဝေဦးတို့ကနေမွေးနေ့စုမွန်ကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါသမီးလေးမချစ်ခွန်းချိုရဲ့ငါးနှစ်ပြည့်မွေးနေ့ရဲ့မြက်လေးကိုချေရတဲ့ဖေဖေနဲ့မမေဆူတောင်းပေးထားတဲ့မွေးနေ့ဆူတောင်းလေးတွေရတော့ Happy Birthday ကချေရတဲ့သမီးလေးရဲ့ဘဝတစ်လျှောက်လုံးကျမပြောရှင်ပြီးတော့လူတော်မန္တများပြည်စုံနဲ့ပညာတဲ့သူတော်ကောင်းမလေးဖြစ်ပါသည်ဖေဖေနဲ့မမေအားကူရတဲ့သမီးကောင်းရတနာလေးဖြစ်ပါသည်ချေရတဲ့မိသားစုနဲ့အတူနေတဲ့အတိုင်းမှာပူပင်တော့ကခင်းသွားဖြစ်တန်းနိုင်ပါသည်ကြည်ပင်လာမဲ့သမီးလေးရဲ့ဘဝလေးဟာရေလိုရေးပန်းလို့ချမ်းမြေပြီးတော့လူရပန်းနိုင်ကလုံးမထိပဲမရှိပဲအောင်မြင်မှုများစွာကိုပိုင်ဆိုင်နိုင်ပါသည်မိဘဆွေမျိုးများနဲ့ခုနှစ်ရက်သားသမီးများအပေါ်ကောင်းကျိုးပြုနိုင်တဲ့သမီးကောင်းရတနာလေးဖြစ်ပါသည်ပြီးကန်းနိုင်သောလက်တစ်စုံကိုပိုင်ဆိုင်နိုင်ပါသည်အမှားအမှန်ခွဲခြားနိုင်တဲ့မျိုးသမီးကောင်းလေးဖြစ်ပါသည်တောင်းလျာလာလီယာကလုံးမထိစုမကြီးပဲသူတော်ကောင်းများနဲ့သာတွေ့ဆုံနိုင်ပါသည်သမီးလေးအတွက်ဖေဖေလုပ်တွေကြိုးစားနေပါတယ်ဖေနဲ့မေမေကသမီးလေးကိုရမ်းချပါတယ်ဆိုပြီးတော့သမီးလေးမချစ်ခွန်းချိုရဲ့ငါးနှစ်ပြည့်မွေးနေ့ရဲ့မြက်လေးကိုဖေဖေကိုကြော်မင်းနိုင်နဲ့မမေမနှင်းဝေဦးတို့ကနေမွေးနေ့စုမွန်ကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါသမီးလေးမချစ်ခွန်းချိုရဲ့ Happy Birthday Channel ကနေလည်းဒီနေ့ဇူလိုင်လ29ရက်နေ့မှာရောက်ရှိလာတယ်သမီးလေးရဲ့မွေးနေ့ရဲ့မြက်လေးကိုထက်ဆက်မွေးနေ့စုမွန်ကောင်းလေးတောင်းဆိုပေးကြပါတယ် Happy Birthday ပါနော်မွေးနေ့ကနေစပြီးတော့ချေရတဲ့မိသားစုနဲ့အတူနောက်နေ့ပေါင်း100တိုင်ကြွရှင်သွားနေထိုင်နိုင်ပါသည်ဒီရက်တိုင်းကိုအေးချမ်းစွာဖြစ်တန်းနိုင်ပါသည်မိဘကိုကျေးဇူးပြုနိုင်ပြီးတော့နောက်နာကမှထွန်းလင်းတောက်ပါတဲ့ပညာတတ်ကြီးလည်းဖြစ်ပါသည်မျက်နှာမြင်ချစ်ခင်တန်ကြာတနာပါသည်ဆိုတဲ့ဆုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါ်များပါသည်ကြည်ကြီးတုံးပါရင်းနှီးမင်္ဂလာပါဘီယာနေလည်းခင်ဝေးနိုင်ပါသည်တက်ရှိကျမ်းမှာပြရှင်ပြီးတော့ကောင်းတဲ့လူရင်းစနမန္တများပြေဝပါသည်လို့ဒီနေ့ဇူလိုင်လ29ရက်နေ့မှာရောက်ရှိလာတဲ့သမီးလေးမချစ်ခွန်းချိုရဲ့မွေးနေ့ရဲ့မြက်လေးကို Happy Birthday Channel ကနေလည်းထက်ဆက်မွေးနေ့စုမွန်ကောင်းလေးတောင်းဆိုပေးလိုက်ပါတယ်နော်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါသေးလို့ Happy Birthday Channel ကနေဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာ Happy Birthday